အောက်ဘက်ရခိုင်ကနေဗြိတိရှတပ်တွေလာနေပြီသူတို့ရဲ့စစ်တင်မော်တွေကအရန်အစွမ်းထက်တယ်လို့ကြားတယ် We will march to Burma tonight. Prepare the ships ready and assemble the army. Is the Burma army assembled on the other side? How many are there? ဗြိတိရှစစ်တပ်ကမြန်မာပြည်ကိုချီတက်လာနေပြီလို့သတင်းရတယ်ငါတို့စစ်တပ်ကိုအမြန်ဆုံးစုရမယ်စစ်တပ်တော်တို့ဒီနေ့စီတင်တို့ရမခင်နိုင်ငံတော်အတွက်အသက်ဆုံးထမ်းဆောင်ရမယ့်နေ့ဖြစ်သည်မျက်နာပြူဗြိတိရှတို့ထံဘတော်မှအညံ့မခံကြနဲ့ဗြိတိရှရေတပ်ရောက်လာပြီအမြောက်တွေနဲ့ပစ်ခတ်ကြဆက်ပစ်ကြသူရဲကောင်းတို့စစ်တီတော်တို့ဗြိတိရှစစ်တင်မောတွေကိုပစ်ကြလော့ပစ်မှတ်ကိုအာယုံဆိုင်ပါငါတို့အမြောက်တို့နဲ့သူတို့ကိုမောင်းထုတ်ကြပစ်ဘီရင်ဗြိတိရှတွေမှာခိမ့်မိလက်နက်တွေရှိလို့ညှဉ်းနှိုင်းတင်တယ်ငါတို့မှမရှိဘူးဘီရင်ကျွန်ုပ်တို့ဗြိတိရှကိုတိုက်ရမယ်အညံ့ခံဖို့ညှဉ်းနှိုင်းလို့မဖြစ်ပါဘူးအပြိုကျူးကျော်သူတွေကကျွန်တော်တို့ကိုစစ်ဆက်ညှဉ်းနှိုင်းပြီးလက်နက်ချဖို့ကမ်းရှမ်းတယ်ကျွန်တော်လူတချို့ကစစ်လိုလားတယ်တချို့ကညှဉ်းနှိုင်းကျင်ကြတယ်ဘာလို့တင်လဲ